ဒီထောက်ပြောပြပေးချင်တာကတော့အလျားလိုက်သွားသူနဲ့အနက်ကိုဒူးသူဒီနှမျိုးရဲ့အကြောင်းကိုပြောပြပေးသွားမှာပဲဖြစ်ပါတယ်အလျားလိုက်သွားတဲ့သူဆိုတာဘယ်လိုလူမျိုးကိုပြောရလဲဆိုတော့ तू ကနေပယ်တစ်ခုတည်းကိုစောက်ချပြီးလောက်တာမျိုးမဟုတ်ဘဲနဲ့ပေါ့နော် तू ကနေပယ်အများကြီးကိုသိရလူပေါ့နော်ဒီနေပယ်တစ်ခုမှလည်း तू သိတယ်သူ့ပေမဲ့တွင်းကြကြအထီတော့ချင်မှာဟုတ်ပဲပေါ့နော် तू သိမယ် general ပေါ့နော်အကုန်လုံး overall ပေါ့အဲ့လိုမျိုးသိမယ်သူ့ရဲ့ knowledge ကအောက်ကိုဆင်းသွားမဟုတ်ဘဲနဲ့ spend လုပ်သွားတာပေါ့နော်အဲ့လိုလူမျိုးတွေကိုအလျားလိုက်သွားတဲ့လူလို့ကျွန်မပြောလိုက်တာပါနောက်တစ်မျိုးကကြတော့ depth ပေါ့နော်အောက်ကိုသွားတယ်ဆိုတဲ့အဓိပ္ပာယ်က तू ဒီပညာရဲ့တစ်ခုခုသို့မဟုတ်လုပ်ငန်းစဉ်တစ်ခုခုကို तू အတွင်းထိဟိုးအောက်ဆုံးထိlow level ထိဆင်းပြီးတော့တွင်းကြကြပေါ့နော် तू အသေးစိတ်ကအစသိတဲ့လူမျိုးကိုခေါ်တာပါတချို့တွေကြတော့ငါတို့နယ်ပယ်မှာပဲငယ်ကလေးဒီကားပြင်နေဆိုကြီးရဲ့အထိပဲဒီကားပြင်တဲ့အလုပ်ကိုပဲဆက်လုပ်သွားခြင်းတယ်ပေါ့နော်ဥမာအဲ့လိုဒီ depth ကိုသွားတဲ့လူတွေကကားပြင်တဲ့လုပ်နေတဲ့တခြား professional ပေါ့နော်အဲ့လိုမျိုးပြောင်းသွားတာမျိုးဆိုသူတို့ကိုယ်ထိုင်လည်းမလုပ်သူတို့တိတ်လည်းသဘောမကျဘူးပေါ့နော်ကျမရဲ့အတွေ့အကြုံကသူတို့ကဘလို့ထင်လဲဆိုတော့အလျားလိုက်သွားတဲ့သူတွေကိုသူတို့ကစိတ်ထဲမှာနေပဲတစ်ခုခုကိုသူကအဆုံးထိမသိဘဲနဲ့ဒီဘက်ကိုလည်းသွားမယ်အဲ့လိုခုန်ကူးတဲ့သူတွေပေါ့နော်အဲ့လိုမျိုးသူကထင်မြင်နေပေါ့နော်ခုနအလျားလိုက်သွားတဲ့လူတွေကြားပြန်တော့အများကြီးကိုတပြိုင်နက်လှုပ်ချင်တဲ့အခါကျတော့သူ့ရဲ့အားနည်းချက်ကနေပဲတစ်ခုတည်းကိုအရင်ပေါ့နော်အတွင်းကြကြမသိနိုင်တော့တာမျိုးတွေကဖြစ်တတ်ပါတယ်ဒါပေမဲ့သူတို့နှစ်ခုကကြတော့ team အနေနဲ့တွဲလုပ်မယ်ဆိုရင်အရင်အဆင်ပြေပါတယ်ဒီ depth ကိုသွားတဲ့လူတွေကကြတော့ဒီ system တစ်ခုလုပ်ငန်းတစ်ခုရဲ့အတွင်းဆုံးအထိကိုသူတို့ကသွားပြီးတော့နားလည်မှုနဲ့အလုပ်လုပ်ပြီးတော့အလျားလိုက်ချဲ့ကားတဲ့ expand လုပ်တဲ့လူတွေကြတော့သူကလုပ်ငန်းတိုးချဲ့တာမျိုးတွေရှေ့ကနေသွားမယ် engine လိုနေရာမျိုးတွေမှာသူတို့ကဥဆောင်ပြီးတော့လုပ်တယ်ဆိုလို့ရှိရင်ဒီ group ကအရင်ကြီးကိုဒါ perfect group ပေါ့နော်အဲ့လိုပုံစံမျိုးဖြစ်နိုင်ပါတယ်ပေါ့နော်ကိုဘေးပတ်ဝန်းကျင်လူတွေကဟိုဘက်ပြောင်းလိုက်ဒီဘက်ပြောင်းလိုက်ပေါ့နော်အဲ့လိုမျိုးမြင်ရတဲ့အခါမျိုးကြလို့ရှိရင်တစ်ချက်စဉ်းစားသိကြတယ်ပေါ့နော် तू ကတကယ်ကြီးတစ်ခုခုကိုပေချာမလုပ်ဘဲနဲ့ရှောက်ပြောင်းနေရလား तू က expand လုပ်ချင်တဲ့သူလားဒါမှမဟုတ်တစ်ခုတည်းကိုဆွဲကင်ပြီးတော့ငါကတော့ဒါမပြောင်းနိုင်ဘူးဒါပဲလုပ်မယ်ဆိုတဲ့လူတွေကလည်းဒါအားနေလို့မဟုတ်ပါဘူးဓာတ်ကိုသွားခြင်းတဲ့သူတွေပေါ့နော်အနက်တိုးခြင်းတဲ့သူတွေမလို့သူတို့ရဲ့ဇာတ်လက္ခဏာဒီလိုရှိနေရပါလို့ပြောရင်းနဲ့ဒီကုန်းချော်အပ်ပါတယ်